အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးမှာတော့ကျွန်တော်က Facebook နဲ့ပတ်သက်တဲ့နည်းပညာလေးကိုကျွန်တော် sharing ပြုလုပ်ချင်ပါတယ်အဲ့ဒီနည်းပညာလေးကဘာလဲဆိုတော့ကျွန်တော်တို့ Facebook account ရဲ့ password မမှတ်မိတော့တဲ့အခါမျိုးမှာ login ရအောင်ဘယ်လိုမျိုးဝင်ရမလဲဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဒီသင်ခန်းစာကိုပြုလုပ်ဖို့အတွက်ကျွန်တော်တို့လိုအပ်တာကဖုန်းထဲမှာကျွန်တော်တို့မိမိ account ဆောက်ပြင်တော့အသုံးပြုထားတဲ့ Gmail ဒါမှမဟုတ်ဖုန်းနံပါတ်ကိုကျွန်တော်တို့ထည့်ထားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာနမူနာအနေနဲ့ Gmail ကိုအသုံးပြုထားတဲ့ account ကိုလုပ်ပြသွားမှာဖြစ်ပါတယ်။ကဲပထမအဆုံးအနေနဲ့ Facebook ရဲ့ကျွန်တော်တို့ application နဲ့ဝင်မယ်။ Okay အခုဆိုရင်ကျွန်တော်ကဒီ application နဲ့ဆိုတဲ့ဒီ account ကိုနမူနာအနေနဲ့လုပ်ပြမှာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်ဒီ account ရဲ့ password ကိုကျွန်တော်မိနေတယ်ဆိုပါစို့ဒီလိုမိနေတဲ့အကောင့်ကိုကျွန်တော်တို့က login ရအောင်ဘယ်လိုမျိုးဝင်ရမလဲဆိုတာကိုအခုကျွန်တော်တို့ဆက်ပြီးတော့လုပ်သွားမှာဖြစ်ပါတယ်။ကဲဒီအဆင့်ကိုရရှိလာပြီဆိုတော့ကျွန်တော်ကဒီမှာချင်းနေတဲ့ forgot password ဆိုတာကိုကျွန်တော်တို့ click ချန်နေလိုက်ပါ။ပြီးတော့ကျွန်တော်တို့ဒီ set bar မှာเนาะကျွန်တော်ဒီမှာ file your account အဲ့ဒီကိုလိုချင်တဲ့ကို login ဝင်ချင်တဲ့အကောင့်ကိုကျွန်တော်တို့ကရှာမှာဖြစ်တယ်။အဲ့အတွက်အဲ့ဒီ account မှာအသုံးပြုခဲ့တဲ့ Gmail ဒါမှမဟုတ်ဖုန်းနံပါတ်ဒါကိုကျွန်တော်ကဒီ set bar ထဲမှာကျွန်တော်ရိုက်ထည့်ပြရမှာဖြစ်တယ်အဲ့အတွက်ကျွန်တော်ကဒီမှာကျွန်တော်အသုံးပြုထားတာကကျွန်တော်တို့ Gmail ကိုအသုံးပြုတာအဲ့အတွက်ကျွန်တော် Gmail ကိုရိုက်ထည့်မယ်ဖုန်းနံပါတ်အသုံးပြုထားတဲ့သူတွေကတော့ကျွန်တော်တို့ဒီနေရာမှာဖုန်းနံပါတ်ကိုရိုက်ထည့်ပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Gmail ကိုအသုံးပြုထားတာဖြစ်တော့ကျွန်တော် Gmail ကိုရိုက်ထည့်ပေးတယ်ပြီးရင်တော့ကျွန်တော်တို့ Gmail ကိုမှကရိုက်ထည့်ပြီးပြီဆိုတော့ဒီမှာရှိနေတဲ့ set သင်္ကေတလေးကိုနှိပ်လိုက်ပါ Okay နော်ကျွန်တော်ဒီအဆင့်ကိုရောက်ရှိလာပြီနော်တချို့ account တွေကျတော့ကျွန်တော်တို့မတူဘူးပြဒီနေရာမှာနော်တချို့ကကျွန်တော်တို့ Facebook account ဆောက်ပြင်တော့ Gmail ရောကျွန်တော်တို့ဖုန်းနံပါတ်ကိုထည့်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ point 2 point ပေါ်မှာပါကျွန်တော်ကတော့ဒီမှာ Gmail တခုတည်းပဲအသုံးပြုတာဖြစ်တယ်ကျွန်တော် Gmail တခုပဲပေါ်တယ်နော်ကဲ okay ဒီ Gmail လည်းမှတ်မိဒီ account ကလည်းကိုယ့် account မှတ်ကန်ပြီဆိုတော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ continue ကိုဆက်ပြီးတော့သွားလိုက်နော် okay ဒီအဆင့်ကိုရောက်ရှိလာဒီအဆင့်ကိုရောက်ရှိလာဆိုတော့ကျွန်တော်တို့အနေနဲ့ point 2 point ရှိပါတယ်ပထမတစ် point ကကျွန်တော်တို့ဒီဖုန်းထဲမှာပဲအသုံးပြုပြီးတော့ဒီဖုန်းထဲမှာပဲဒီ account ကိုဆက်ပြီးတော့အသုံးပြုမယ်ဆိုတဲ့သဘောပါနောက်တစ် point ကတော့ကျွန်တော်တို့တချို့ရှိရလေကျွန်တော်တို့ဖုန်းနှလုံးသုံးလုံးနဲ့ account တစ်ခုတည်းကိုထည့်ပြီးတော့အသုံးပြုကြတယ်အဲ့ဒီအခါမျိုးမှာဆိုရင်တော့ကျွန်တော်တို့အဲ့ဒီအရင်ကအသုံးပြုထားတဲ့တခြားဒီဖုန်းမှာပုံပေါ်နဲ့တခြားဖုန်းထဲမှာထည့်ပြီးအသုံးပြုထားတဲ့အဲ့ဒီ account ကို log out ထွက်သွားစေချင်တယ်ဆိုတော့ကျွန်တော်တို့ဒီအောက်မှာချိန်နေတဲ့ point ကိုရွေးပါကျွန်တော်ကတော့ဒီမှာဒီအပေါ် point ကိုရွေးရနော်ပြီးတော့ကျွန်တော်တို့ဒီမှာချိန်နေတဲ့ continue ကိုဆက်သွားမယ် okay ဒီမှာပါ reset your password เนาะဒီ point နဲ့ရောက်လာပြီเนาะကျွန်တော်ဒီ tab ထဲကိုရောက်လာပြီဆိုတော့ကျွန်တော်ကဒီနေရာလေးမှာဒီမှာเนาะ try a new password ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကနောက်ထပ် password အသစ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာအရေးကြီးတာကျွန်တော်တို့မိမိရိုက်ထည့်လိုက်တဲ့ password အသစ်ကိုလည်းကျွန်တော်တို့တည်တည်ချာချာမှတ်ထားပါเนาะကျွန်တော်တို့မမှတ်ထားဘဲနဲ့ကျွန်တော်တို့နောက်တစ်ခါမှားပြီးရိုက်မိကျွန်တော်တို့နည်းနည်းလေးပြဿနာရှိနေတယ်เนาะOkay ဒီမှာတော့ကျွန်တော်တို့ကိုထည့်ချင်တဲ့ password ကိုကျွန်တော်တို့အသစ်เนาะ password အသစ်ကိုထည့်ပါ Okay ပြီးပြီဆိုတော့ကျွန်တော်တို့မိမိရေးထည့်လိုက်တဲ့ password ကိုတော့ကျွန်တော်တို့သေသေးချာချာလေးမှတ်ထားเนาะကျွန်တော်တို့နည်းနည်းပြဿနာလေးရှိပါတယ်တကယ်တော့မမှတ်မိတော့เนาะပြီးရင်တော့ကျွန်တော်တို့ continue ဆက်သွားမယ် Okay save right ဒီမှာပါနော်ကျွန်တော်တို့ရပါပြီเนาะကျွန်တော်တို့မှာရပါပြီစီးပြီးเนาะကျွန်တော်တို့မှာเนาะ application နဲ့ဒါကတော့ကျွန်တော်ရဲ့ Facebook page အသစ်လေးပါအားပေးကြပါအောင်เนาะကျွန်တော်တို့ကဲအခုဆိုရင်ဒီအကောင့်ကျွန်တော်တို့အနေနဲ့ထပ်ပြီးဝင်ကြည့်မယ်เนาะနည်းနည်းလေးကျွန်တော်ကျွန်တော်အသုံးပြုလို့မရသေးနော်ခဏလေးစောင့်ပေးလိုက်ပါဒါမှမဟုတ်ကျွန်တော်တို့ log in ဝင်လာတာကိုကျွန်တော်ပြန်ထွက်လိုက်မယ်နော် cloud ပြန်လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာပြန်ပြီး log in ဝင်ကြည့်မယ်နော်
ခုနကကျွန်တော်တို့ရိုက်ထည့်ခဲ့တဲ့ password အသစ်เนาะအဲ့ဒါကိုမှန်ကန်ပြင်ရိုက်ထည့်မယ်เนาะဆိုတော့โอเคเนาะကျွန်တော်တို့ခုနကဝင်လို့မရအောင်เนาะခုနကကျွန်တော်တို့တော့ရင်တော့ဝင်လို့ရတယ်ကျွန်တော်ဆက်ပြီးအသုံးပြုလို့မရအခုဆိုတော့ကျွန်တော်တို့ဆင်ပြေသွားတယ်เนาะဒီမှာဟောเนาะကျွန်တော်တို့ဆင်ပြေသွားပြီโอเคเนาะကဲဒီလောက်ဆိုတော့တကယ်ကျွန်တော်အားလုံးလည်းဆင်ပြေလိမ့်မယ်เนาะကျွန်တော်တို့ရှင်းဆက်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုတွေလည်းအားပေးပါအောင်လို့ညှော်လင်းရင်းနဲ့ Bye.